ဟေးဘောလုံးပရိသတ်တို့ရေခမားတို့ဘယ်နေရာကပဲကြည်နေဒါဟာတမိုင်းတစ်လျှောက်အကြီးမားဆုံးကမ္ဘာဖလားပြိုင်ပွဲပါပဲအသင်းပေါင်း48သင်းအင်ရှင်3နိုင်ငံနဲ့ပွဲစဉ်ပေါင်း104ပွဲရှိပါတယ်ဒါကြောင့်ပွဲတိုင်းကိုအကောင်းဆုံးခံစားနိုင်ဖို့ပြင်ဆင်လိုက်ရအောင်ပထမဦးဆုံးပွဲမစခင်အခြေအနေကိုသိထားပါအုပ်စုအဆင့်မှာအသင်းတိုင်းက3ပွဲစီကစားရမှာပါအုပ်စုတစ်ခုစီကထိပ်ဆုံး2သင်းနဲ့တတိယရတဲ့အသင်းတွေထဲကအကောင်းဆုံး8သင်းဟာနောက်တစ်ဆင့်ကိုတက်ရောက်နိုင်မှာပါဒါကြောင့်တရရလက်ကလည်းအရေးကြီးပါတယ်မကြည့်ခင်မှာအုပ်စုဇယားကိုစစ်ဆေးကြည့်ပါဒါမှသာဘယ်အသင်းကဘာအတွက်တိုက်ပွဲဝင်နေရတယ်ဆိုတာအတိအကျနားလည်နိုင်မှာပါဒုတိယအချက်ဘောလုံးနောက်ကိုပဲမလိုက်ပဲကစားသမား2ယောက်ဒါမှမဟုတ်3ယောက်ကိုတိတိကျကျစောင့်ကြည့်ကြည့်ပါဖန်တီးရှင်တစ်ယောက်နေရာလွတ်ဘလို့ရှာတယ်ဒါမှမဟုတ်ခန်းစစ်မှုတစ်ယောက်ဘလို့ကာကွယ်တယ်ဆိုတာကိုကြည့်ပါအဲ့ဒါကပွဲတစ်ပွဲရဲ့တကိစ္စလမ်းပါပဲတတိယအချက်အတူတူကြည့်ပါဘောလုံးပွဲဟာတငယ်ချင်းတွေနဲ့အတူကြည့်ရတာပိုကောင်းပါတယ်နှလုံးသားကခံစားချက်တွေကပွဲရဲ့အနှစ်သာရပါပဲကျွန်တော်တို့ရဲ့ကမ္ဘာလုံးဆိုင်ရာမိသားစုအတွက်အချက်ပေးချင်တာကပွဲစဉ်တွေဟာအချိန်ဆုံးအမျိုးမျိုးမှာရှိနေနိုင်လို့မိမိနိုင်ငံရဲ့ဒေသစံတော်ချိန်ကိုကြိုတင်စစ်ဆေးထားပါမုတ်တွေဆင်သင်းပြင်ဖုန်းအားသွင်းအလံတွေထုတ်ထားပါအကောင်းဆုံးအသင်းအနိုင်ရပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ကဲအခုတော့အကောင်းဆုံးအပိုင်းကိုပြောပြပါမယ်ဒီပွဲစဉ်တွေကိုခံစားဖို့ငွေအများကြီးသုံးစရာမလိုပါဘူးနိုင်ငံအများပြားမှာပွဲတိုင်းကိုအခမဲ့ကြည့်နိုင်ပါတယ် UK မှာဆိုရင်ပွဲစဉ်104ပွဲလုံးကို BBC နဲ့ ITV တို့မှာအခမဲ့ကြည့်ရှုနိုင်ကြလို့ iPlayer နဲ့ ITVX app တွေမှာလည်းအခမဲ့ကြည့်နိုင်ပါတယ် Australia မှာတော့ SBS ကပွဲစဉ်အားလုံးကိုအခမဲ့ထုတ်လွှင့်ပေးမှာဖြစ်တယ်လို့ SBS on demand ကလည်းအခမဲ့ကြည့်နိုင်မှာပါ New Zealand မှာတော့ TVNZ မှာအခမဲ့ပွဲစဉ်အများပြားရနိုင်ပါတယ် American မှာတော့စပိန်ဘာသာစကားနဲ့ Peacock နဲ့ Telemundo တို့မှာအခမဲ့ကြည့်နိုင်ပြီး Fox နဲ့ FS1 တို့မှာတော့အခမဲ့စမ်းတက်ကြည့်ရှုခွင့်ရနိုင်ပါတယ်ဒါကြောင့်ပတ်စံမပေးခင်မိမိနိုင်ငံရဲ့အခမဲ့ထုတ်လွှင့်တဲ့ရုပ်သံလိုင်းတွေကိုအရင်ရှာကြည့်ပါနိုင်ငံများစုမှာအခမဲ့ထုတ်လွှင့်ပေးလိရှိပါတယ်အကယ်၍အခပေးဝန်ဆောင်မှုမှာပဲရှိမယ်ဆိုရင်လည်း free trial တွေကိုရှာကြည့်ပါဝန်ဆောင်မှုအများစုက3ရက်ကနေ10ရက်အထိအခမဲ့ပေးလိရှိပါတယ်အခမဲ့တငယ်ချင်းတွေနဲ့အတူကမ္ဘာအကြီးမားဆုံးစစ်မြင့်ပေါ်ကပွဲတွေကိုခန်းစားလိုက်ပါဒါဟာကမ္ဘာဖလားကိုအကောင်းဆုံးဆင်နွှဲနေပါပဲနောက်မှတွေ့မယ်နော်